ဒီနေ့ကျမတို့ဆွေးနွေးမယ့်အကြောင်းအရာကတော်တော်လေးစိတ်ဝင်စားစရာကောင်းနေချင်း Austin Kleon ရဲ့ Show Your Work ဆိုတဲ့စာအုပ်ကိုယူပြီးတော့လေ consulting လုပ်ငန်းတစ်ခုအတွက်အသုံးချမှာ view ဟာတစ်ခုအဖြစ်ပြောင်းလဲထားတဲ့သုံးသပ်ချက်တစ်ခုကိုကြည့်ကြမှာပါအဲ့ဒီသုံးသပ်ချက်ကပြောထားတာကကိုယ့်ရဲ့မပြီးပြည့်စုံသေးတဲ့ရှုပ်ရက်ခတ်နေတဲ့လုပ်ငန်းစဉ်ကိုမြောက်ဝေတာကတန်းချီတန်းတဲ့ marketing campaign တွေထက်တောင်ပို့ပြီးအစွမ်းထက်နိုင်နေတဲ့ဟုတ်ပါလေဒီနေ့ဆွေးနွေးမှာကရိုးရိုးစာအုပ်အချင်းချုပ် plan ပြောတာမျိုးမဟုတ်ဘူးပေါ့နော်အဲ့ဒီစာအုပ်ရဲ့အဓိက concept ကိုယူပြီးတော့လက်တွေ့ကြဝင်ငွေရှာနေတဲ့စနစ်တစ်ခုဘယ်လိုတိစောက်ထားလဲဆိုတာကိုကြည့်မှာအဓိကတိုက်ပွဲကတော့ကျွန်တော်တို့အားလုံးရဲ့စိတ်ထဲမှာကိန်းအောင်နေတဲ့အတွေးတစ်ခုကိုစန့်ကျင်ဖို့ပဲအဲ့လာကတော့အရာရာပြည့်စုံမှအချောတက်ဖြစ်မှလူကိုပြရမယ်ဆိုတဲ့စိတ်တက်ပဲပေါ့ကလုံးရဲ့အဓိကအမြင်ကပါလဲဆိုတော့အဲ့ဒီပြောင်းလဲနေတဲ့နောက်ဆုံးရလဒ်ထက်အဲ့ဒီရလဒ်ကိုရဖို့စ조사ရုန်းကန်ထည့်ရတဲ့လုပ်ငန်းစဉ်ကိုယ်တိုင်ကပရိသတ်အတွက်ပိုပြီးတန်ဖိုးရှိတယ်ပိုပြီးဆွဲဆောင်မှုရှိတယ်ဆိုတာပါပဲဒီအချက်ကိုနည်းနည်းပိုပြီးနားလည်အောင်လုပ်ကြည့်ရအောင်ရှင်။တမားယူချက် marketing ဆိုတာကကိုယ့်ရဲ့အကောင်းဆုံးအပြောင်မြောက်ဆုံးအလုပ်ကိုပဲကြွလုံးထုတ်ပြတာလေ။အခုဒီနီလန်းကကြတော့ကိုယ့်ရဲ့ပုံချမ်းဒီအမားဒီစမ်းသွားလုပ်နေရတဲ့အပိုင်းတွေကိုပါပြပါလို့ဆိုနေတယ်။အဲ့လိုမပြည့်ပြည့်စုံတဲ့လုပ်ငန်းစဉ်ကိုမျှဝေတာကဘာလို့ဒီလောက်တောင်အစွမ်းထက်နေရတာလဲ။သုံးတစ်ချက်ထဲမှာအဓိကအကြောင်းရင်း၃ချက်ကိုထောက်ပြထားတယ်ဗျ။နံပါတ်1ကလူတွေနဲ့ပိုပြီးယဉ်ဤဆက်ဆက်နိုင်မှု relatability ပေါ့ relatability ဟုတ်ကဲ့နံပါတ်2ကယုံကြည်မှုတည်ဆောက်နိုင်ခြင်း trust building ပြီးတော့နံပါတ်3ကတော့အမြဲတမ်းလူတွေရဲ့စိတ်ထဲမှာရှိနေခြင်း constant visibility ပေါ့ဥပမာဗျပြည့်စုံတဲ့ပန်းချီကားတစ်ချက်ကိုမြင်ရင်ကျွန်တော်တို့ကအားကြရုံပဲဒါပေမဲ့အဲ့ဒီပန်းချီကားကိုဆွဲဖို့ပန်းချီစရာတယောက်အယောင်တွေမားလို့မိတာတော့စုတ်ချက်တီးဖြက်လိုက်ပြန်လိုက်လုံနေရတာကိုမြင်ရတဲ့အခါသူလဲငါတို့လိုပဲဆိုပြီးရင်းနှီးမှုကိုခံစားရတယ်ဟုတ်တယ်အဲ့ဒီယဉ်နီးမှုမျိုးကိုဆိုလိုတာဆိုတော့အဲ့ဒီယဉ်နီးမှုကယုံကြည်မှုဖြစ်ပြောင်းသွားတယ်ပေါ့တိတိကျကျပဲပွင့်လင်းမြင်သာမှုကယုံကြည်မှုကိုတိဆောက်တယ်ပြီးတော့ယုံကြည်မှုကရောင်းအားကိုဖြည့်စေတာပဲနောက်ဆုံးအချက်ကပိုတောင်အရေးကြီးတယ်ကိုယ့်ရဲ့အချိုးသက်ထုတ်ကုန်တစ်ခုကိုတက်မှတစ်ခါပဲ launch လုပ်လို့ရတယ်ဟုတ်ဒါပေမဲ့အဲ့ဒီထုတ်ကုန်ကို funding နေတဲ့လုပ်ငန်းစဉ်ကိုတော့နေတိုင်းနေစီမျှဝေလို့ရတယ်လေဒါကကိုယ့်ကိုပရိသတ်ရဲ့စိတ်ထဲမှာနေရာအမြဲယူထားနိုင်စေတယ်ဒါနဲ့ပတ်သက်ပြီးသုံးသက်ချက်ထဲမှာကျမရန်သဘောကျတဲ့စကားစုတစ်ခုပါတယ်ဖန်တီးမနေပါနဲ့မှတ်တမ်းတင်ပါတယ် document don't create ပေါ့ဒါက content အသစ်တွေဖန်တီးရမယ်ဆိုရယ် PR အကြီးကိုဖယ်ရှားပေးလိုက်တယ်လို့ပဲနော်တကယ်ပဲဒါက content ဖန်တီးခြင်းဆိုတဲ့အလုပ်တစ်ခုကိုတီးတန်လို့ဆရာမလို့တော့ဘူးကိုနေ့စဉ်လုံးနေကြအလုပ်ရဲ့ဘေးထွက်ပစ္စည်းတစ်ခုအဖြစ်ပြောင်းလဲရှုမြင်စေတာproject တစ်ခုအတွက် research လုပ်နေလားအဲ့ဒါကို screenshot ရိုက်ပြီးဘာတွေတွေ့လဲဆိုတာစာရန်လေးရေးတင်လိုက်ကိုရင်းနေရင်အမားတစ်ခုတွေ့ပြီးဖြည့်ရှင်းလိုက်ရလားအဲ့ဒီအကြောင်း video အတိုးလေးရိုက်ပြလိုက်ဒီလိုဆိုရင် content အတက်လို့ဖို့ချိန်မရှိဘူးဆိုတဲ့စင်ကြယ်ကလုံးဝပျောက်ကွယ်သွားရောဟုတ်ကိုလုံးကိုလုံးနေတာက content ဖန်တီးနေတာဖြစ်သွားပြီမှန်ပါတယ်ဟုတ်ပြီဘာကြောင့်ဆိုတဲ့အချက်ကိုကျမသဘောပေါက်ပြီးလုပ်ငန်းစဉ်ကိုမျှဝေတာကယုံကြည်မှုနဲ့မြင်သာမှုကိုတိဆောက်ပေးတယ်။ဒါပေမဲ့လက်တွေ့မှာဘယ်လိုလုပ်မလဲ။နေ့တိုင်းတစ်ခုမျှဝေရမယ်ဆိုတာကစိတ်ပိုင်းဆိုင်ရာရောအချိန်ရောပင်ပန်းနိုင်တယ်လေ။ဒီသုံးသက်ချက်ကဒီကိစ္စကိုဘာလို့မထစ်သွားအောင်ဘယ်လိုကင်တွယ်ရမလဲဆိုတာလမ်းညွှန်ထားသေးလားရှင်။ဒါအရေးကြီးတယ်မိခုံးမယ်။သုံးသက်ချက်မှာဒါကိုလက်တွေ့ကျင့်သုံးနိုင်မယ်အတိကမူဝါဒသုံးချက်ကိုအသေးစိတ်ရှင်းပြထားတယ်။ပထမတစ်ခုကနေ့စဉ်တစ်ခုကိုမျှဝေပါ Share something small every day ဟုတ်တယ်။ဒါက Big Bang approach လို့ခေါ်တဲ့တလမှာ blog post အရှိကြီးတစ်ပုဒ်တင်တာမျိုးကနေ Daily Dispatch ဆိုတဲ့နေ့စဉ်အနည်းငယ်မျှဝေတဲ့ပုံစံကိုပြောင်းလဲစေတာပါ။အဓိကကညံကြီးရှင်ဖြစ်ဖို့ကြိုးစားနေတော့တဲ့ဇွဲရှိနေနေ့စဉ်ပုံမှန်လှုပ်ဆောင်ဖို့ကပိုအရေးကြီးတယ်ဆိုတာကိုအလေးပေးထားတယ်နေတိုင်းနည်းနည်းစီဆိုတော့အကျိုးသက်ရောက်မှုကစုပြီးတိုးကွာလာတဲ့သဘော compounding effect နဲ့တူနေတယ်လို့ပဲနော်ဖိတ်ဆန်စုလာမဟုတ်ပဲယုံကြည်မှုကိုစုလာပေါ့အဲ့ဒါအတိုင်းပဲ Austin Kleon ကိုတိုင်ပါအကောင်းဆုံးဥပမာပဲလေသူကသူ့ရဲ့ blog မှာနေ့စဉ်အတွေ့အတူအစားလေးတွေပုံချမ်းလေးတွေတင်ရကနေစခဲ့တာအစာပိုင်းမှာတော့စာဖတ်သူ10ယောက်တောင်မရှိဘူးဆိုဟုတ်တယ်ဒါပေမဲ့သူဆွေးမလျှော်ပဲနေ့တိုင်းဆက်လုပ်ခဲ့တယ်နေ့တွေကြာလာတော့အဲ့ဒီနေ့စဉ်မျှဝေမှုလေးတွေကသူ့ကို New York Times ရဲ့အယောင်ဆုံးစာလေးစာတောက်ထစ်လာစေခဲ့တယ်ဆိုတော့
စိတ်ပိုင်းဆိုင်ရာတက်ရောက်မှုကကြီးမားတယ်ဗျာနေ့စဉ်မြင်တွေ့နေရတော့ယဉ်နီးလာတယ်ယဉ်နီးတော့ယုံကြည်လာတယ် ဟုတ်ကဲ့ တရက်မှာဗီဒီယိုအတူတစ်ခုကဘာမှမဟုတ်ပေမဲ့365ရက်မှာဗီဒီယို365ခုကတားဆီးလို့မရတဲ့စွမ်းအားတစ်ခုဖြစ်လာတာပဲ မဲ့သုံးသက်ချက်ထဲကပန်းကြီးရှဲရနေရောက်ရဲ့ဥမာကတော်တော်လေးထိမိတယ်ရှင်အဲ့ဒါလေးကိုပို့ပြီးအသေးစိတ်ပြောပြပေးလို့ရမလား ရပါတယ်ပြီးတော့စဉ်းစားကြည့်အောင်ပန်းကြီးဆရာခကသူ့ရဲ့ website မှာပြီးပြည့်စုံနေပြီဖြစ်တဲ့ပန်းကြီးကအချက်20ကိုပြားခန်းလိုမျိုးခင်းကျင်းပြထားတယ် အယမ်းလာတယ် ဟုတ်တယ်အယမ်းလာတယ်လူတွေက wow very nice လို့ချီးကျူးပြီး scroll ကြော်တော့ကြတယ်ဘာစိတ်ခံစားမှုဆက်သွယ်မှုမှမရှိဘူး အခုပန်းကြီးဆရာခကိုကြည့်အောင်သူကပန်းကြီးကတစ်ချက်တည်းကိုပဲအာယုံဆိုင်တယ်ဒါပေမဲ့အဲ့ဒီပန်းကြီးကားကိုဖန်တီးခဲ့တဲ့10ရက်ကြာခရီးစဉ်တစ်ခုလုံးကိုသူ့ရဲ့လူမှုကွန်ရက်မှာနေ့စဉ်မျှဝေတယ် အော် ပထမနေ့မှာ Canva အလွတ်ကြီးကိုပြင်ဆင်နေတဲ့ပုံတင်တယ်တတိယနေ့မှာပုံချမ်းဆက်ဆွဲနေတဲ့ဗီဒီယိုအတိုးလေးတင်တယ်ပင်စမနေ့မှာဒီအပြာရောင်နဲ့အိုပြာရောင်ဘယ်ဟာကိုယူရမလဲဆိုပြီးသူ့ရဲ့ရုံးကန်ရမှုကိုပြိတ္တကိုမြည်တယ် ဆိုတော့ပြိတ္တကကြည့်ရှုသူတက်တက်လို့အတော့ မဟုတ်တော့ဘူး အဲ့ဒါ funding ခီးစဉ်ထဲမှာပါဝင်သူတွေဖြစ်လာတာပေါ့ ဟုတ် သူတို့မှာစိတ်ပိုင်းဆိုင်ရာယဉ်နှီးမြုပ်နှံမှု emotional investment ရှိသွားပြီ အတိအကျပဲပရိသတ်ကအဲ့ဒီခီးစဉ်မှာစိတ်ရောကိုယ်ပါပါဝင်လာတယ်နောက်ဆုံး10ရက်မြောက်နေ့မှာအချောတပန်းချီကာကိုပြသလိုက်တဲ့အခါသူတို့ကထုကုံမြင်တာမဟုတ်တော့ဘူးသူတို့ကိုယ်တိုင်လိုက်ပါစီးမျောခဲ့တဲ့ဇလန်တဘူရဲ့အဆုံးသက်ကိုမြင်တွေ့ရတာ အဲ့ဒီတော့အဲ့ဘန်ဂျီကာကိုဝေဖို့သူတို့စိတ်ပိုင်းဖြတ်ပြီးသားဖြစ်နေတတ်တယ် ဟုတ်တယ်ငါဒီကားဘယ်လိုဖြစ်လာလဲဆိုတာသိတယ်ဆိုတဲ့ခံစားချက်ကအယံအားကောင်းတယ် ဒါတကယ်ကိုအားကောင်းတဲ့အမြင်ပဲရှင်အခုတတိယမူဝါဒကိုတွားကြည့်အောင်တင်တိတာကိုတင်ပေးပါတယ်ဒါပေမဲ့ဒီနေရာမှာကျွန်မစိတ်ထဲမှာပထမဆုံးပေါ်လာတဲ့မေးခွန်းရှိတယ်ငါကပညာရှင်မှမဟုတ်သေးတာဘသူကိုတွားတင်ပေးရမလဲဆိုတဲ့စိတ်အဲ့ဒီ imposter syndrome ဝင်လာနိုင်တယ်လေ ဒါလူတိုင်းဒီပါကြုံရတဲ့အကြီးမားဆုံးစိတ်ပိုင်းဆိုင်ရာအတားအဆီးပဲသုံးသက်ချက်မှာဒီအချက်ကိုတဲ့တဲ့ဖြည့်ရှင်းထားတယ်ကလီယုံရဲ့စကားကိုပဲကိုးကားရရင်ဉာဏ်ကြီးရှင်ဖြစ်ဖို့မလိုပါဘူးရဲ့ ဟုတ်ကဲ့ အဓိကအချက်ကတော့ဒီနေ့သင်ဆက်တင်လေ့လာနေတဲ့အကြောင်းအရာတစ်ခုမှာသင်တော့6လနောက်ကျနေတဲ့လူတစ်ယောက်အတွက်သင်ဟာပညာရှင်တစ်ယောက်ပဲ ဒါစဉ်းစားစရာပဲ ဟုတ်တယ်သူတို့ကသင်အခုကြုံနေရတဲ့ပြဿနာတွေကိုနောက်6လကြာမှကြုံရမှာသုံးသက်ချက်ထက်က programmer အစပြုသူလေးတစ်ယောက်ရဲ့ဥပမာကိုကြည့်အောင်သူကနေတိုင်းသူလေ့လာသင်ယူခဲ့တဲ့ကိုရင်အကြောင်းတွေကို blog ရေးတယ် ဟုတ်ကဲ့ အစပိုင်းမှာတော့မင်းကအခုမှစလုပ်နေတာဘာလို့ဆရာကြီးလုပ်ပြီးသင်ပေးနေတာလဲဆိုပြီးအကြီးကျယ်ဝေဖန်ခံခဲ့ရတယ် အဲ့ဒါကြောက်စရာပဲ तू ဘလို့ဆက်လုပ်ခဲ့လဲ သူကမရက်ခဲ့ဘူးသူကကျွန်တော်ကပညာရှင်လို့မပြောပါဘူးကျွန်တော်ရဲ့လေးလာရေးခွေးကိုမိုက်တန်းတင်နေတာပါဆိုပြီးဆက်ရေးခဲ့တယ်လာအနေငယ်ကြတော့ဘာဖြစ်လာလဲဆိုတော့သူ့လိုအစာပြူသူတွေကသူ့စီကိုရောက်လာပြီးခနာရဲ့ရှင်းပြချက်တွေကတက်ကတူကပါမောခရရဲ့တင် जा မှုထက်တောင်ပိုနားလဲလွယ်တယ်လို့ပေါ်လာကြတယ် အော်ဘာလို့လဲဆိုတော့ तू ကသူတို့ခက်ခဲနေတဲ့အချက်တွေကိုမမေ့သေးလို့ပဲ မှန်ပါတယ်အဲ့ဒီလိုလူအများရှေ့မှာတင် जा ပြသခြင်းကသူ့ကိုမြင်လာစေတယ်ယုံကြည်ထိုက်သူဖြစ်စေတယ်နောက်ဆုံးမှာအလောက်ကန်အခွင့်အလမ်းကောင်းတွေတော့ရစေခဲ့တယ် ကောင်းပြီဒီမူဝါဒ၃ခုကိုပေါင်းစပ်လိုက်ရင်ယုံကြည်မှုနဲ့ပရိသတ်ကိုတည်ဆောက်နိုင်တယ်ဆိုတာရှင်းပါတယ်ဒါပေမဲ့ပွင့်ပွင့်လင်းလင်းပြောရရင်ယုံကြည်မှုကဘလို့ငွေဖြစ်လာမလဲဒီသုံးသက်ချက်ကမျှဝေခြင်းစီကိုရောင်းချခြင်းစီကိုဘလို့တရားထုတ်ပြထားတယ်လေချင်း ဒါအဓိကအချက်ပဲသုံးသက်ချက်ကဒီကိစ္စကိုစီးပွားရေးဆိုင်ရာတိုင်းတာမှုနှစ်ခုနဲ့တိုက်ရိုက်ချိဆက်ပြထားတယ်ပထမတစ်ခုက customer lifetime value သို့မဟုတ် CLV ပေါ့ ဟုတ်ကဲ့ customer lifetime value ဒုတိယတစ်ခုက where you move to ပြောင်းလဲနှုန်း conversion rate ပါ CLV ဆိုတာကိုနည်းနည်းရှင်းပြပါဦး CLV ဆိုတာကသုံးစွဲသူတစ်ယောက်ကကိုယ်စီကနဲ့သူတို့ရဲ့တက်တန်တစ်ချောင်းမှာစုစုပေါင်းငွေဘယ်လောက်သုံးမလဲဆိုတာပဲနေ့စဉ်မျှဝေခြင်းကတစ်ချိန်တည်းဝယ်ရောင်းဆက်ဆံရေးကနဲ့ရေရှည်တည်တံ့တဲ့ဆက်ဆံရေးတစ်ခုစီကိုပြောင်းလဲပေးလိုက်တယ်ဥပမာဒီနေ့တစ်စီကဒေါ်လာ50တန် e-book အိုးဝယ်လိုက်တဲ့သူကတင့်ရဲ့နေ့စဉ် content တွေကိုစက်ကကြည့်ရှုနေမယ်နောက်6လကြာတော့တင့်ကဒေါ်လာ900တန် online course တစ်ခုရောင်းတဲ့အခါသူကဝယ်ဖို့အလားအလာအများများနေပြီ ဘာလို့လဲဆိုတော့6လလုံးတင်ပေးတဲ့တန်ဖိုးနဲ့ယုံကြည်မှုကိုသူရချပြီးသားမို့လို့ပဲ ဟုတ်တယ်နောက်နေ့ကျရင်ဒေါ်လာ9000တန် master class ကိုတော့သူတက်ချင်တယ်လာနိုင်တယ်
ဖန်တီးသူကိုရောင်းသူတယောက်အနေနဲ့မဟုတ်ပဲအမြဲတမ်းရှိနေပေးတဲ့လမ်းညွှန်သူ mentor တယောက်အဖြစ်ရှုမြင်လာလို့ပဲ ဒါတဘာဝကြတယ်ရှင်ဆိုတော့ဒါကတကြိမ်နဲ့အများကြီးရောင်းဖို့ကြိုးစားတာထက်ရေရှည်မှာတန်ဖို့ပိုကြည့်တဲ့ဆက်ဆံရေးကိုတိစောက်တာပေါ့ဒုတိယချက်ဖြစ်တဲ့ conversion rate အပေါ်တက်ရောက်မှုကတော့ဘလို့လဲသုံးသက်ချက်ထဲမှာဝယ်ယူဖို့မစုံစမ်းခင်ကတည်းကပရိသတ်ကိုနှွေးထွေအောင်လှုပ်ထားခြင်းဆိုတဲ့စကားစုကိုသုံးထားတယ်အဲ့ဒါကတကယ်ကိုစိတ်ဝင်စားစရာပဲ ဟုတ်တယ်တာမန်အားဖြင့်ကိုကမန်ရှာပြီးကို website ကိုရောက်လာတဲ့သူက cold lead လို့ခေါ်တယ်သူစိမ့်တယောက်ပဲ ဟုတ်ကဲ့သူကိုအစကနေပြန်ရှင်းပြရတယ် ဟုတ်တယ်ဒါပေမဲ့ဒီနီလန်းမှာတော့ကိုယ့်စီကိုစုံစမ်းမေးမြန်းဖို့ရောက်လာတဲ့သူကနေ့စဉ် content တွေကိုရက်ပေါင်30 60ဒါမှမဟုတ်90အထိလိုက်ပါကြည့်ရှုပြီးသားဖြစ်နေပြီ तू က warm lead ဖြစ်နေပြီ तू ကတင့်ကိုယဉ်နီးပြီးသားတင့်ရဲ့ကျွမ်းကျင်မှုကိုယုံကြည်ပြီးသားတင့်ရဲ့တင် जा ပြတာပုံကိုသဘောကျပြီးသားဖြစ်နေပြီ ဆိုတော့အယောင်းအဝယ်စကားပြောဆိုမှုရဲ့သဘောတဘာဝကိုပြောင်းသွားတာပေါ့ လုံးဝပြောင်းသွားတာဈေးကြီးလိုက်တာတော့ဒါတကယ်အလို့ဖြစ်ပါမလားဆိုတဲ့ကန့်ကွက်ချက်တီကိုဖြေရှင်းနေရမယ့်အစား ဘလို့ဆက်လို့ရမလဲဆိုတဲ့အဆင့်ကိုတန်းရောက်သွားတယ် ဟုတ်တယ်လုပ်ငန်းစဉ်အသေးစိတ်ကိုညှိနှိုင်းရတဲ့အဆင့်ကိုတန်းရောက်သွားတာဒါကြောင့်သုံးသက်ချက်မှာခံမှန်းထားတာက traffic ပမာဏတူရင်တောင်ဒီနီလာနဲ့ဆိုရင် conversion rate က9ဆအထိတိုးတက်လာနိုင်တယ်လို့ဆိုထားတယ် ခုနစောဒါတော်တော်ကြီးမားတဲ့ကွာခြားချက်ပဲ Okay အခုကျွန်တော်တို့မှာအခြေခံမူဝါဒတွေရှိပြီဝင်ငွေရှာတဲ့ပုံစံလည်းရှိပြီဒီအပိုင်းအစားတွေကိုအားလုံးပေါင်းလိုက်တဲ့အခါဒါကပြန်လုပ်လို့ရတဲ့ system repeatable system တခုအဖြစ်ပုံဖော်ထားတယ်မဟုတ်လား ဟုတ်ပါတယ်အဲ့ဒါကိုသုံးသက်ချက်ကဒီ DPT content system လို့နာမည်ပေးထားတယ် DPT ဟုတ်ပဲ D က document မှတ်တမ်းတင်ပါ P က process လုပ်ငန်းစဉ်ကိုမျှဝေပါ T က teach သင်ကြားပါဆိုတဲ့အတူဟုတ်ပဲ document ဒါကတော့အလုပ်အသစ်တစ်ခုဖန်တီးနေစရာမလိုပဲလုပ်နေကြအလုပ်ကိုပဲမှတ်တမ်းတင်တာအချင်းကုန်တက်တာစေတဲ့အချက်ပေါ့ မှန်ပါတယ်ပြီးတော့ P process ခရီးစဉ်ကိုနောက်ခွဲကအဖြစ်ပြဒီကိုကိုယ့်ရဲ့ရုန်းကန်ရမှုတွေကိုမျှဝေတာဒါကလူသားဆန်မှုကိုပြပြီးပရိသတ်နဲ့စိတ်ခံစားမှုအရာချိတ်ဆက်ပေးတယ်ယုံကြည်မှုကိုတိဆောက်ပေးတယ် နောက်ဆုံး teach ကိုလေးလာတင်ယူခဲ့တဲ့သင်ခန်းစာတွေကိုမျှဝေတာဒါကကိုပညာရှင် expert တယောက်ဖြစ်အခွင့်အာဏာကိုတိဆောက်ပေးတယ် အဲ့ဒီသုံးခုကိုပေါင်းစပ်ပြီး document process teach repeat ဆိုတဲ့တန်တရားလက်ပတ်မှု flywheel တစ်ခုအကိပုံဖော်ထားတယ်နေ့တိုင်းဒီတန်တရားကိုလက်ပတ်နေခြင်းအပြင်အစပိုင်းမှာ visibility မြင်သာမှုကိုဖြစ်စေတယ်အဲ့ဒီမြင်သာမှုကနေအချိန်ကြာလာတာနဲ့အမျှ trust ယုံကြည်မှုကိုတိဆောက်ပေးတယ် အဲ့ဒီယုံကြည်မှုကနေမှနောက်ဆုံးမှာ sales ရောင်းအားကိုအလိုလျောက်စစ်ပေါ်စေမှာလေ ဒါကအချိန်မို့မကုန်ပဲမွေဖို့မသုံးရပဲ marketing ကိုကိုယ့်ရဲ့နေ့စဉ်အလုပ်ထဲမှာထည့်သွင်းတိဆောက်သွားတဲ့နည်းလမ်းတစ်ခုပဲ ဒါဆိုရင်ဒီနေ့ဆွေးနွေးခဲ့တာတွေကိုခြုံငုံကြည့်လိုက်ရင်ကိုယ့်အလုပ်ကိုမျှဝေပါဆိုတဲ့ရုပ်ရှင်လွန်းနဲ့အတွေးခေါ်တစ်ခုကနေယုံကြည်မှုပညာရှင်အဖြစ်အခွင့်အာဏာနဲ့နောက်ဆုံးမှာဝင်ငွေကိုပါတိဆောက်ပေးနိုင်တဲ့အစွမ်းထက်ရန်တရားတစ်ခုဖြစ်ဘလို့စနစ်တကျပြောင်းလဲနိုင်မလဲဆိုတာကိုတွေးခဲ့ရပါတယ် ဟုတ်ပါတယ်ဒီမူဝါဒတွေကရုပ်ရှင်ပုံပေါ်ပြီးမြဲတကယ်တမ်းမှအရင်နဲ့နေရကြဒါက marketing ရဲ့အဓိပ္ပာယ်ကိုတော့ပြောင်းလဲပစ်လိုက်တာအချောဆက်ထုတ်ကုန်တွေကိုလူတွေစီတွန်းပို့ချင်ရတယ်လှုပ်ဆောင်မှုကနေ ကိုယ့်ရဲ့စစ်မှန်တဲ့ဖန်တီးမှုခီးစဉ်ကနေတဆင့်ပရိသတ်ကိုကိုယ့်စီဆွဲဆောင်တဲ့လှုပ်ဆောင်မှုစီကိုပြောင်းလဲပေးလိုက်တယ် ဟုတ်တယ်လူတွေကတင့်ကိုကြောင်ညာတစ်ခုအနေနဲ့မမြင်တော့ပဲသူတို့ရဲ့ခီးလမ်းမှာအဖော်တယောက်လမ်းညွန့်တယောက်အနေနဲ့မြင်လာကြတယ် ဒီသုံးသက်ချက်ကလုံးဆုံးမှစိတ်ဝင်စားစရာကောင်းတဲ့အသွေးတကူနဲ့ညီကုံချုပ်ထားတယ်ရှင်အဲ့ဒါက credit ပေးခြင်းနဲ့သက်ဆိုင်နေတယ် Austin Kleon ကိုတိုင်းနမဟုတ် Dan Sullivan လို့ကိုလွန်မိုးခဲ့တဲ့ကိုလေးလာခဲ့တဲ့သူတွေအရေးမြစ်တွေကိုပွင့်လင်းလင်းဖော်ပြခြင်းရဲ့အရေးပါပုံကိုထောက်ပြထားတယ် ဒါကတော်တော်များများနားလည်မှုလွဲတာတဲ့ချက်ပါကိုယ့်ရဲ့ inspiration source ကိုဖော်ပြတာကကိုယ့်ရဲ့ကျွမ်းကျင်မှုကိုရောချဝါစီမှာမဟုတ်ဘူး တကယ်တော့ပို့လို့တောင်တိုးမြင့်ပေးတယ်လို့ဆိုရယ် ဟုတ်ပါတယ်ဒါကတင်းလို့ပို့ပြီးစစ်မှန်စေတယ်ပြီးတော့ကိုယ်တိုင်ဖန်တီးထူသက်မို့ပဲအသိပညာတွေကိုစူးစီးလမ်းညွှန်ပေးနိုင်တဲ့ curator တယောက်ဖြစ်လျက်တည်စေပါတယ် ဒါကြောင့်နောက်ဆုံးထားခဲ့ခြင်းတဲ့အတွေ့ကတော့ဒါပါပဲလူတိုင်းကကိုယ်ပိုင်တည်ထွင်မှုအဖြစ်တယောက်တည်းပေါ်လင်ချင်နေတဲ့လောကကြီးမှာတကယ်တမ်းပညာရှင်အဖြစ်အခွင့်အနာတိဆောက်ဖို့အစွမ်းအထက်ဆောင်နည်းလမ်းဟာကိုယ့်ရဲ့အလုပ်ပြီးတော့ကိုစိတ်အားထက်သန်စေခဲ့တဲ့သူတစ်ပါးရဲ့အလုပ်ဒီကိုပါပွင့်လင်းလင်းရရရော်မျှဝေပြသခြင်းများဖြစ်နေနိုင်မလား